အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ငယ်ငယ်ကအရန်ကြိုက်ခဲ့ကြတဲ့စိတ်ရုပ်လက်ဝဲပွဲအနေနဲ့အတူရင်ခုန်စိတ်လှုပ်ရှားခဲ့ရတဲ့ Real Steel ဆိုတဲ့ဇာတ်ကားလေးအကြောင်းကိုပြန်ပြောပြပေးသွားမှာပါဒီဇာတ်ကားဟာအနာဂတ်ကာလတစ်ခုကိုအခြေခံထားတာဖြစ်ပြီးအဲ့ဒီခေတ်မှာတော့လူသားချင်းလက်ဝဲထိုးတာထက်ပိုပြီးပြင်းထန်တဲ့စိတ်ရုပ်လက်ဝဲပွဲတွေကတကဘာလုံးမှာခစ်စားနေတာပေါ့ဇလန်အစမှာတော့ကျွန်တော်တို့ရဲ့ဇက်လိုက်ချာလီနဲ့မိတ်ဆက်ပေးထားပါတယ်သူကအရင်ကလက်ဝဲသမားဟောင်းတယောက်ထိပြီးမြင်အခုတော့အကျွေးတွေပတ်လည်ဝိုင်းပြီးအစုပ်ပလုတ်စိတ်ရုပ်လေးတွေနဲ့လောင်းကစားပွဲတွေမှာလိုက်ထိုးရင်းဘဝကိုရုန်းကန်နေရတဲ့သူပါဒီနေ့မှာတော့သူနဲ့နှစ်ပေါင်းများစွာဝေးကွာနေတဲ့တားဖစ်သူမက်ဆက်အမေဆုံးသွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်ချာလီကတော့ခလီကိုစောင့်ရှောက်ဖို့ထက်ပတ်စံကိုပဲစိတ်ဝင်စားတာကြောင့်မက်ဆက်အတော်ဖစ်သူတို့စီကနေငွေဒေါ်လာ3သိန်းတောင်းနေနွေရာသီကျောင်းပိတ်ရက်မှာပဲတားဖစ်သူကိုခက်တာစောင့်ရှောက်ပေးဖို့သဘောတူလိုက်ပါတယ်ချာလီဟာရလာတဲ့ပတ်စံနဲ့နွိုင်းစီဘွိုင်းဆိုတဲ့နာမည်ကြီးစိတ်ရုပ်ကိုဝယ်ပြီးပွဲထုတ်ခဲ့ပြီးမြင်သူ့ရဲ့အစင်မချင်းမှုကြောင့်စိတ်ရုပ်ကြီးကပွဲပြက်ပြီးတစည်းစီဖြစ်သွားခဲ့ပြန်ပါတယ်ဒီလိုနဲ့ချာလီနဲ့မက်စ်တို့တားဖာနှစ်ယောက်ဟာစိတ်ရုပ်အပိုးပစ္စည်းတွေရှာဖို့အတွက်မိုးသေးထန်စွာရွာနေတဲ့ညတညမှာအမိုက်ပုံကြီးတစ်ခုစီရောက်သွားခဲ့ကြလာတယ်အဲ့ဒီမှာမက်စ်ဟာ၆ထေးကြမလို့ဖြစ်သွားရင်းနဲ့စိတ်ရုပ်လက်မောင်းတစ်ခုမှချိတ်ပြီးအသက်ဘေးကလွတ်ခဲ့ပါတယ်အဲ့ဒါကတော့ Atom လို့ခေါ်တဲ့ဒုတိယမျိုးဆက်လေ့ကျင့်ရေးစိတ်ရုပ်ကြီးပါချာလီကတော့ဒါကိုအမိုက်ပဲလို့ထင်နေပြီးမြင်မက်စ်ကတော့ဇွဲမလျှော့ပဲအင်ကိုတယ်လာပြီးပြုပြင်ခဲ့ပါတယ်ထူးခြားတာက Atom မှာ Shadow Function လို့ခေါ်တဲ့အရေးအတိုင်းလိုက်လုပ်တဲ့စနစ်ပါဝင်နေတာပါဆိုလိုတာကသူ့ရှေ့ကလူဘာလုပ်လဲဆိုတာကိုကြည့်ပြီးအကုန်လိုက်လုပ်နိုင်တာပေါ့ Max ဟာ Atom ကိုတန်ရှင်းရေးလုပ်ပေးရင်းနဲ့စိတ်ရုပ်လေးမှာအတိညာဏ်ရှိနေတယ်လို့သူ့ကိုနားလေနေတယ်လို့ခံစားချက်မျိုးကိုစတင်သတိထားမိလာပါတယ်Max ရဲ့ဇွဲကြောင့်နဲ့ Charlie ဟာ Atom ကိုလက်ဝဲပွဲတွေမှာစတင်ထည့်သွင်းခဲ့ပါတယ်Atom ဟာအရွယ်အစားသေးပေမဲ့လေ့ကျင့်ရေးစိတ်ရုပ်ထက်လို့ခံနိုင်ရေးအရန်အားကောင်းတယ်လို့ Charlie ရဲ့ဝါရင်လက်ဝဲပညာတွေနဲ့ပေါင်းဆက်လိုက်တဲ့အခါမြေအောက်လောင်းကစားပွဲတွေမှာတပွဲပြီးတပွဲအနိုင်ရလာပါတော့တယ်နောက်ဆုံးမှာတော့သူတို့သားဖာဟာကမ္ဘာစိတ်ရုပ်လက်ဝဲအဖွဲ့ချုပ် WRBT တက်လန်းနိုင်ခဲ့ပြီးနာမည်ကြီးလာပါတယ်ဒီခီးလမ်းမှာအမြဲတမ်းရန်ချစ်နေတဲ့သားဖနှစ်ယောက်ကြားမှာလည်းနားလည်မှုတွေချစ်ချင်းမြတ်တာတွေစတင်ဖြစ်ပေါ်လာတာကတော့ဒီစကားရဲ့အလှဆုံးအစိပ်ပိုင်းပါပဲဇက်ရှင်အမြင့်ဆုံးကိုရောက်လာတာကတော့ရှုံးပွဲမရှိတဲ့ချန်ပီယံစိတ်ယူကြီး Zeus နဲ့ရင်ပြရတဲ့အခန်းပါ Zeus ဟာနီးပညာအမြင့်ဆုံးစိတ်ယူဖြစ်ပြီး Atom ထက်အစပေါင်းများစွာတာလွန်ပါတယ်ပွဲအတွင်းမှာ Atom ရဲ့အတန်ဖက်စနစ်ဖြစ်စီးသွားတဲ့အခါ Charlie ဟာသူ့ရဲ့ Shadow Function ကိုသုံးပြီးအပြင်ကနေလက်ဝဲထိုးပြပြီး Atom ကိုထိန်းချုပ်ရပါတော့တယ်ဒါဟာစိတ်ရုပ်ချင်းတိုက်ခိုက်တာထက်ချာလီကိုယ်တိုင်စိတ်ရုပ်နောက်ွယ်မှာသူ့ရဲ့အိမ်မက်တွေကိုပြန်လဲအသက်သွဲနဲ့ပုံရိပ်ထစ်သလိုပရိသတ်တွေကလည်းယူးမတက်အားဖဲခဲ့ကြပါတယ်။ Atom ဟာအလဲလဲအကွဲကွဲဖြစ်ခဲ့ပြီးမြဲနောက်ဆုံးအချီချီတောင့်ခံနိုင်ခဲ့ပြီး Zeus ကိုတောင်အလဲထိုးနိုင်လူနီးပါဖြစ်ခဲ့ပါတယ်။ပွဲပြီးတဲ့အခါရမှတ်အရ Zeus ကအနိုင်ရသွားပြီးမြဲလူတိုင်းရဲ့စိတ်ထဲမှာတော့ Atom ကတည်း The People's Champion ဆိုတဲ့ပြည်သူချန်ပီယံဖြစ်သွားခဲ့ပါတယ်။ချာလီလည်းသူ့ရဲ့အမားတွေကိုပြုပြင်ပြီးတားဖြစ်သူနဲ့ပြန်လဲတင့်မြတ်သွားခဲ့တယ်လို့သူတို့တားဖအတွက်အစ်စ်တော်ဘဝတစ်ခုကိုလည်းပိုင်ဆိုင်သွားခဲ့ပါတယ်